အခြားလူသမားတွေကဝါကိုတစ်ချက်နဲ့ဖြတ်နိုင်တယ်ဒီလူကတော့လေးချက်ယူရတယ်ဝါတွေကိုတည်ရင်အသက်ရှူလို့မရတယ်လို့ဟန်ဆောင်ခဲ့တယ်၆ကန်းပါးကနေတွန်းချခံရတော့မှပြုတ်ကြရည်နဲ့တက်ကိုင်းတွေကိုချိုးပြီးသူ့ရဲ့တကယ်စွမ်းရည်ကိုဖုံးကွယ်ခဲ့တယ်လူမြင့်မြင့်ကိုတွေရှိတဲ့နေရာမှာလက်တုံမပြန်ပဲအရိုက်ခံခဲ့ရတယ်နှစ်ပေါင်းများစွာသူ့အမေကသူ့ကိုအတုံးမကျသူလို့မြင်ခဲ့တယ်ဒါပေမဲ့သူ့ကိုပြုစုပြုထမ်းခဲ့တာကိုဘယ်သူမှမသိခဲ့ဘူးလူသက်သမားဂရုရဲ့အကြောက်ရဆုံးတက်ဖြစ်သူဖြစ်လာခဲ့တယ်နောက်ဆုံးမှသူ့ဘဝဒီလိုမျိုးမဖြစ်စေရဘူးလို့ဆုံးဖြတ်ပြီးတိတ်တဆိတ်ထွက်ခွာသွားခဲ့တယ်နာမည်အသစ်ယူကတောင်ပရွာလေးမှာစကူလုတ်သူအထီးဘဝအသစ်စခဲ့တယ်လှပတဲ့ဇနီးနဲ့အေးချမ်းစွာနေထိုင်ခဲ့တယ်ဒါပေမဲ့ဒီနေ့မှဓာပြနီးအောင်ရွာတဲ့ဝင်လာပြီးငင်းချမှုကိုထိလက်မှုဖြစ်ပြောင်းလိုက်တယ်တုတ်တချောင်းကိုကိုင်းလိုက်ပြီးဆန်ရှင်ကပြန်ခုတ်ခန့်ဖို့ကြိုးစားတယ်ဒါပေမဲ့သူကအသက်ကြီးနေပြီးဓာပြက်ဒီတိတ်အားကောင်းတာကိုမကြခင်သိလိုက်ရတယ်လူငယ်တယောက်ကသူတို့ကိုပိတ်ဆို့ဖို့ရှေ့ကိုတိုးလာပေမဲ့ကန်ချက်တစ်ချက်နဲ့ကြမ်းပြင်ပေါ်လဲကျသွားတယ်အဲ့ဒီလူကဘေးဖယ်နေပြီးကိုမဖော်ထုတ်ဖို့ကြိုးစားနေတယ်ဓာပြက်ဒီကဆန်ရှင်ရဲ့ဇနီးနဲ့ကလေးတွေကိုရှင်းထုတ်မယ်လို့ချိန်ချောက်ခဲ့အထိပဲသူကဓာပြက်တိုင်မိုးကိုလစ်လူရှူလိုက်ပေမဲ့တေတော့မဲ့မိသားစုကိုတော့မလစ်လူရှူလိုက်ဘူးသူကအပြေးဝင်သွားပြီးဓာပြက်တယောက်ကိုဖမ်းဆုပ်လိုက်တယ်သူ့လက်ကိုဒီအောင်တင်းဆုပ်ထားလိုက်တယ်A warm, mid to low register adult voice narrating a recap at a brisk, energetic pace, confident and engaging storytelling delivery, like a highlight reel of previously on narrator, keeps momentum high with punchy, forward-driving phrasing, minimal pauses and clear emphasis on key moments, expressive and lively intonation, upbeat but controlled, clean, close mic sound. Tu yonggan lili lukshamen swa ni lili fitore. Duruya akongso nilandi maawlin dore aka, tailan muka yongji mugo asato lade. Dabya tiyaoka da swe tokin letong dwabi huyan biro, no tiyaw ye nayo ko matarasa pyami dware. ဒါပြခန်းဆောင်ကဒေါသတကြီးကန်ထုတ်လိုက်ပြီးနယန်စီပစ်ပေါက်လိုက်တယ်ပြင်းထန်တဲ့အသံကအခန်းတစ်ခုလုံးလှုပ်သွားပြီးတကားရီအလုံးပိတ်သွားတယ်ပရင်းပေါက်ကိုပိတ်လိုက်တယ်အကူကြီးမဲ့နေပုံးရအောင်သူကတူးထောက်ပြီးတွားရှာတယ်သူ့ကိုတွားညစ်တာမြင်တော့ဒါပြတယောက်ဝင်းတိုက်လာပေမဲ့စင်ကြီးအောင်မှညက်ပြီးရှင်းထုတ်ခတ်လိုက်ရတယ်ခေါင်းဆောင်ကအရာအလုံးသူ့အဖို့ပြစ်တင်ပြီးအပြင်ဆွဲထုတ်ကခေါင်းကိုရေထဲနဲ့ပြီးရက်ဆက်ဆက်ညှိနှက်လိုက်တယ်နောက်တစ်ခဏမှာဒါပြကသူ့ခန္ဓာကိုယ်ကအေးခဲသွားပြီးမျက်နှာမူလိုက်ရင်ရေထဲပြုတ်ကျသွားတယ်ဆရာဝန်ကအလောင်းကိုစစ်ဆေးတော့တေးစင်နယ်နဲ့တန်ညာတစ်ခုမှမတွေ့ဘူးစုံထုတ်တယောက်ဒီထူးဆန်းတဲ့တေဆုံမှုကိုစုံစမ်းဖို့ဝင်လာတယ်သူကတေဆုံမတဲ့ဓာပြရာရွာသူရွာသားရိုက်ဆိုင်တဲ့သူမဟုတ်ပဲအန်တရရှိတဲ့ထပ်ပြေးသိမ်းဆောင်သူဖြစ်ကြောင်းအတည်ပြုခဲ့တယ်ဒါဆိုညင်သက်တဲ့ရွာသားတယောက်ကလိုချင်ခံရတဲ့လူသက်တမန်ကိုဘယ်လိုလုပ်တတ်နိုင်မလဲသူကဓာပြရဲ့မျက်လုံးဒီကိုစစ်ဆေးကြည့်တော့တွေးချောပေါက်ကွဲမှုတွေ့ရပြီးဖျောက်ချောင်းထီမှန်တဲ့အချက်ကိုဖော်ပြနေတယ်နှလုံးကိုချက်ချင်းရက်တန့်သွားစေခဲ့တယ်ဒီရန်ပွဲကမတော်တဆမှုလို့ဆိုတာတိဖို့အတွက်စုံတောက်ကအဲ့ဒီလူကိုခေါ်ပြီးလှုပ်ရှားမှုတိုင်းကိုပလန်တုံးတက်ခိုင်းတယ်တက်စစ်တဲ့ရွာသားကသူ့အရေးကိုထိမ့်ဖို့ကြိုးစားပြီးမဲ့စုံထောက်ကမတော်တဆမှုတိုင်းရဲ့နောက်ကွယ်ကအမှန်တရားကိုမြင်လေပြီးထက်တယ်ပထမဓာပြားကမလွတ်နိုင်ဘူးအကြောင်းကတော့အဲ့ဒီလူကအစ်စ်တွေကိုတော့ခတ်ပြီးအားကိုဖျက်ဆီးတဲ့အထူးချုပ်နည်းကိုသုံးခဲ့လို့ပဲခေါင်းဆောင်ကနားရွက်ဆုံးရှုံးခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူကဓာရင်လမ်းကြောင်းကိုဖတ်ပြီးခေါင်းကိုအတိအကျမော့လိုက်လို့ပဲ4 စင်တီမီတာအတိအကျအခိုက်အတန့်မှာအခန်းကိုဖျက်ပြီးလွှင့်ပစ်ခတ်လိုက်ရပြီးနောက်အဲ့ဒီလူကအခွင့်ကောင်းယူပြီးကြောက်တုံးတစ်လုံးကိုနေရာချလိုက်တယ်။ပစ်တင်းပေါက်တွေရောတကားတွေပါအားလုံးပိတ်သွားတယ်။ပြီးတော့ခေါင်းဆောင်ရဲ့သွားတွေကိုထိုးချိုးလိုက်။နောက်တစ်ယောက်ရဲ့ရင်ဘတ်ကိုထိုးတက်လိုက်တော့နှလုံးရက်သွားတယ်။နောက်ဆုံးခေါင်းဆောင်ကိုရေထဲဆွဲချပြီးလက်သီးတွေအားပြတ်အောင်ဖြစ်ထားကနားထင်တစ်ချက်နဲ့ရှင်းထုတ်လိုက်တယ်။စုံထောက်ကအဲ့ဒီလူရဲ့တကယ်စွမ်းရည်ကိုဝှက်ထားလာတီးသွားတယ်။ဒီလူကတာမန်ဘီလိန်မဟုတ်ဘူး။တဲလွန်စာတိုင်တန်းကရွာသားတွေရဲ့အတိတ်ကိုပို့ထူးဆန်းစေတယ်။